နာမည်နဲ့လက်ရှိဘယ် program တက်နေလဲ ဟုတ်ညီမနာမည်ကတော့ငိမ့်ဆန်ပါအခုကတော့ international business မှာတက်နေတာပေါ့နော်ဟုတ်ကဲ့ Okay so international business ကိုပါတော့ရွေးတာလဲအကြောင်းပြီးရင်ဘာလို့ plan ရှိလဲ ဟုတ်ညီမကကြောက်ဒီ business ကိုစိတ်ဝင်စားရပေါ့နော်ကြောက်ပြီးရင်လည်းဒီ accountant ဘက်ကိုသွားဖို့စဉ်းစားထားရဲဆို so အခု rank စစ်မှာတောက်လျှောက်တက်လာတော့ဘယ် subject ကကိုအကြိုက်ဆုံးလို့ခံစားဘယ် subject ကိုအတွက် challenge ဖြစ်တယ်လို့ခံစားရလဲ ညီမကတော့ GE တွေပဲကြိုက်တယ်ဘာလို့လဲဆိုပေါ့ပေါ့ပါပါပေါ့နော် major တွေကတော့အခုကဘယ်လိုလဲဆိုတော့ဒီနောက်ပိုင်းဟာတွေကဒီ presentation တွေ result တွေအဲ့လိုတွေလုပ်ရဆိုတော့ကြာနည်းနည်းအဲ့ဒါလေးတွေကတော့ challenge ဖြစ်တယ်ပေါ့နော်ဟုတ် ကြီးပဲအများကြီးလို့မရ ကြီးရလဲအခုတက်ခုပဲကြံတော့ရပေါ့နော် transfer ရရဲ့အဲထဲမှာလဲကြီးတွေကပါသွားဆိုတော့ကြာတော့ဟုတ်ကဲ့ အခု credit ကဘယ်လောက်ရပြီးတော့အခုဘယ် year ကိုတန်တက်ခွင့်ရလဲ ညီမတို့ ID မှာဆိုလို့ရှိရင်စုစုပေါင်းက credit က130နဲ့မှ2ဆိုလို့ရှိရင် bachelor ရရပေါ့နော်အဲ့ဒါမှညီမက credit transfer က69ရရဆိုတော့တဝက်ကျော်ကြီးပြီးသွားရပေါ့နော်အခုညီမယူထားတဲ့ major တွေဆိုလို့ရှိရင်ကျတော့ဒီတက်ရလောက်ကိုရောက်သွားရပေါ့အဲ့လောက်မှစက်တက်ရရပေါ့နော် Okay so မြန်မာပြည်တက္ကသိုလ်ကနေဒီဘက်ကို transfer ရောက်လာတယ်တက်ရောက်တန်တက်ခွင့်ရတယ်ဆိုတော့အဲ့အပိုင်းမှာလို့ challenge ဖြစ်တဲ့အပိုင်းလေးပဲပိုင်းလေးရှိပြီးတော့ဘယ်လိုမျိုးကြော်ဖြတ်ခဲ့လဲ challenge ဖြစ်လဲဆိုအများကြီးပဲပေါ့ဘာလို့လဲဆိုဟိုဘက်မှာညီမတို့ကကိုဗစ်မှာကတည်းကအကြောင်းကနားလိုက်တာပေါ့နော်အဲ့မှာတည်းပြီးတော့ဆိုဂျားထဲမှာလည်းစားမလုပ်ဖြစ်တော့ဘူးအဲ့လိုမျိုးအဆက်ကလည်းပြတ်သွားရဲ့အဲ့ဒါမှဒီဘက်ရောက်တော့လေဒီဘက်ရောက်တော့ကြောက်လဲဟို credit transfer ရမရမသေးကြဘူးဟိုမရရင်လည်းအစကနေပြန်တက်မယ်ပေါ့အဲ့လိုကနေလာလိုက်ပြီးတော့ကြောက်ရသွားပြီဆိုတော့ကြောက်လဲချက်ချင်းကြီးတိပြီးတော့ချက်ချင်းကြီးပြောင်းပြီးတက်လိုက်ရအောင်ဆိုတော့ကြောက်နည်းနည်းတော်တော်ပေါ့နော်လိုက်ယူရတယ်ပေါ့စားလေးပါဆိုလို့ရှင်လဲဟုတ်ကဲ့ဆိုတော့နောက်လာမယ့်ကျောင်းသားကြီးဆိုလို့ရှိရင်ဘာအကြံပေးခြင်းလဲတကယ်လို့ credit transfer တက်ရပဲဖြစ်ဖြစ် second ရပဲတန်တက်ခွင့်ရမယ်လို့ရှိရင်တို့ပါတွေကြိုတင်ပြင်ဆင်ထားတင်လဲဘာတွေ expectation ရှိထားတင်လဲဘာလဲဆိုညီမတို့ဘက်မှာဆိုလို့ရှိရင် presentation တွေ group work တွေဆိုအဲ့လောက်ကြီးမရှိဘူးပေါ့နော်ဒီဘက်မှာじゃမရဘူး presentation ကလည်းအများနဲ့လိုရှိနေတယ်အများနဲ့ group work တွေနဲ့လုပ်ရတယ်ဆိုအဲ့အပိုင်းလေးတွေကြိုပြီးတော့ပြင်ထားတင်တယ်ပေါ့နော်ဘယ် department ကျောင်းသားယူချောရထင်လဲ IB IB okay IB one of them is you so ဘယ် department ကျောင်းသားတွေကယူချောရထင်လဲ စိတ်ပဲ စီခုနတရားချောပါပဲလာနေ ချန်တိုက်ပြီ are you single no no okay so ဘယ်လိုတွေ့တာလဲ boyfriend နဲ့ state ကျောင်းမှာလည်းတငယ်ချင်း oh okay ဆိုတော့မြန်မာပြည်မှာလား time မှာ စိတ်ပဲမှာကုတက်နေရယ်စိတ်ပါ okay စာတယောက်ကိုရွေးတယ်ပဲထားလိုက်ပါလက်ရှိ boyfriend ပဲဖြစ်ဖြစ်ယောက်ျားတယောက်ကိုရွေးတော့မယ်ဆိုလို့ရှိရင်အချက်၃ချက်အဓိကထားပြီးရမှာဆိုဘယ်အချက်တွေဖြစ်မလဲ အဓိကကိုယ့်ပေါ်မှာတကယ်ကျင့်လာပြီးတကယ်ချစ်တဲ့သူဖြစ်ရမယ်ပြီးရင်bright ဖြစ်တဲ့သူဖြစ်ရမယ်ရုပ်ချောရမယ် ရုပ်ချောရုပ်ချောလာဦးလက်ရှိ boyfriend ချောတယ်ပေါ့ ချောရယ်သူချောရယ်ကျန်တဲ့သူမချောစိတ်ပဲอ่ะ အဲ့လိုပဲပြောရအောင်ပါနော် reflect ဆိုလို့ရှိရင်ဘယ်ဟာတွေကကိုယ့် reflect ဖြစ်တယ်အဲ့ဒါလူတယောက်ကိုရွေးတော့မယ်ဆိုလို့ရှိရင်ဘယ်အပိုင်းနဲ့အဓိကထားပြီးအဓိကမကြိုက်တယ်အဲ့လိုမျိုးကိုကကောက်တတ်တဲ့ဆိုတော့မချော့ဘဲနဲ့ပြစ်ထားမျိုးတွေအဲ့လိုမျိုးတွေဆိုမကြိုက်ဘူး ဘယ်ချိန်လောက်ထိမချော့ရပြထားရမျိုးခွင့်လွတ်ထားလဲ မရဘူးကောက်ရင်ချက်ချင်းချော့တယ် okay အဲ့ဒါချက်ပါနော်ကောင်းရင်ချော့ကြတော့ဒုတိယတစ်ချက်ပါ ဟင်းချက်တက်တာ ဟင်းချက်တယ် okay ဟင်းမချက်တယ်မကြိုက်ဘူးပေါ့ အဲ့လိုတော့မဟုတ်ပဲဒါပေမဲ့ချက်တဲ့တော့ပိုကောင်းတာ ချက်တယ် ပေါ့ ပိုကောင်း okay ဟင်းချက်တာဘာသာနာပေါလို့ပြောတာကိုတော့ reflect ပဲokay ဟိုယောက်ျားလေးဖြစ်လို့မချက်တက်ရဘူးတွေပါအဲ့လိုမျိုးမရဘူးယောက်ျားလေးလည်းချက်တက်ရမယ်အဲ့လိုမျိုး အဲ့ဆိုတော့ကြာရင်ကိုချက်ကျွေးရမှာလို့လား ဟုတ်တယ် ခုဘန်ကောက်မှာနေရပါတော့တလားကိုဘယ်လောက်တော့သုံးပြလဲအိမ်လားကအစားတော့အကုန်ပါဝင်ပါတော့ အနည်းဆုံးဘတ်1000တော့300ရယ်ပေါ့နော်ဟုတ်အဲ့လောက်တော့300 အိမ်လားကခုဘယ်လောက်ပေးရလဲ အိမ်သားက8000ဝန်းကျင်ပေါ့နော်ရေပိုးမိပိုးနဲ့ဘာညာနဲ့ဆို share နေရဆိုတော့တယောက်ကို4000လောက်ရယ်ကျန်တဲ့ဟာတွေကဒီစားကြိတ်တွေရှိမယ် wifi နေရှိမယ်တယ်လီဖုန်းဘေးတွေရှိမယ်ပေါ့နော်အဲ့ဒါတွေလည်း အိမ်လားကဖယ်လိုက်လို့ဘယ်ပိုင်းအများဆုံးကုန်လဲ စားတယ်ပိုင်းပေါ့ ခု time မှာတော့ time food မှာဘယ် food ကြိုက်ဆုံးလဲ ညီမ3ရမ်းကြိုက် ဟုတ်ရင်မြန်မာစားတယ်မှာဘယ်စားတာကြိုက်ဆုံး မဟင်က rank 6မှာလာတက်ကြမယ်ကျောင်းသားတွေပေါ့နော် credit transfer လာရဖြစ်ဖြစ် freshman ပဲလာရဖြစ်ဖြစ်ပေါ့နော်ဘယ်အပိုင်းတွေကိုအနေနဲ့အကြံပေးခြင်းလဲ freshman တွေကို ဟောဒီ recipe ရလုံးမမဟုတ်ဘူးပေါ့နော်ဒီထိုင်းကိုဖြစ်ဖြစ်ဘယ်เจ้าကိုဖြစ်ဖြစ်လာမယ်ဆိုလို့ရှိရင်ကိုတွေကအကုန်လုံးဒီပိုက်ဆံရောအချိန်တွေရောအများကြီးရင်းနှီးရမှာဖြစ်တဲ့အကြောင်းမလို့ပေါ့နော် major တွေဆိုလို့ရှိရင်လည်းကိုစိတ်ဝင်စားတဲ့ဟာတွေကိုအဲ့လိုမျိုးလေးတခြားရွေးပြီးတော့မှလာတက်စီချင်ပါတယ် okay so IB လာတက်မယ်ဆိုလို့ရှိရင်ပေါ့နော်မျိုးပြင်ဆင်ပြီးမှလာတက်တင်လို့ဥပမာအင်္ဂလိပ်စကားကိုတေချာပြင်ဆင်ကြရမှာတော့ဒီရောက်ရင်တော်သူအလိုလိုအဆင်ပြေသွားမယ်လို့ထင်လား လိုစင်ပြေမယ်ဆိုတော့ဟိုတက်ခဲ့ရင်တော့ပိုကောင်းတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဗာလဲဆိုကိုကဒီကြမှာပြင်ဆင်မယ်ဘာညာဆိုရင်မပြင်ဆင်ပြတော့မှာပိုများတယ်ဒီရောက်ရင်ကိုကပျော်စရာတွေအရင်ဒီမှာရှိရဲဆိုတော့လေအဲ့လိုမျိုးတွေပုံမှန်ကလေးကအကုန်လုံးပြင်ဆင်ခဲ့တာပိုကောင်းပါတယ်
အားတဲ့ချိန်ပိုင်းလို့ဖြစ်လဲ အော်အားရင်အိတ်တယ်မအိတ်ရင်ဟင်းချက်တယ် အဟင်းချက်များလဲ မြန်မာဟင်းနေပဲ ဟုတ်ကဲ့ချက်တိုင်းလားဝတိုင်းလား အများဆုံးတော့ကြက်သားချက်ဖြစ် ဆိုဒီညပါပလန်ရှိလဲ ဒီညတော့စာကြည့်ရမယ်နောက်ပတ်မစ်တန်းရှိရယ် โอเคကျေးဇူးပါ ဟုတ်ပါ